အားလုံးပဲမင်္ဂလာပါ Story Rush Recap Channel ကနေကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့မတရားမှုကိုခေါင်းမငုံပဲတကူတော်တိုက်ပွဲဝင်ခဲ့တဲ့စစ်ပြန်ရဲမှုတစ်ယောက်ရဲ့စိတ်လှုပ်ရှားစရာဇာတ်လမ်းကောင်းတစ်ခုကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအစမှာတော့ American အထူးတပ်ဖွဲ့ဝင်ဟောင်း Chris ဟာစစ်မှုထမ်းတဲ့10နှစ်အကြာမှာသူ့ရဲ့နေရဲမျိုးလေးကိုပြန်လာခဲ့ပါတယ်လမ်းမှာသူတို့မျိုးရဲ့ဂုံဆောင်ဖြစ်ခဲ့တဲ့တစ်ဆက်ကြီးပိတ်ထားရတာကိုမြင်ပြီးသူတော်တော်လေးစိတ်မကောင်းဖြစ်သွားခဲ့တယ်ဒီသစ္စာဟာအရင်ကမြို့သားတွေအတွက်ရိုးသားတဲ့အလောက်ကိုင်းတွေပေးခဲ့တဲ့နေရာပေါ့အိမ်ပြန်ရောက်လို့မိသားစုနဲ့ဆုံတဲ့အခါမှာသူ့ဖေလည်းအလောက်ပြုတ်သွားခဲ့တာကိုသိလိုက်ရပြီးမြို့ကလေးဟာအရင်လိုမဟုတ်တော့ပဲပြောင်းလဲနေတာကိုသူသတိထားမိလိုက်ပါတယ်အခုအချိန်မှာမြို့ကိုစိုးမိုးထားတာကတော့ Chris ရဲ့ចောင်းလေးဖက်သူငယ်ချင်းဟောင်း Jay Hamilton ပါပဲသူဟာတစ်ဆက်လေတောင်မှာကာစီနိုတစ်ခုဖွင့်ထားပြီးမြို့ကိုဒူးစရိုက်နေငယ်အဖြစ်ပြောင်းလဲပစ်ထားပါတယ် Jay ရဲ့အခွဲတွေဟာမြို့ထဲမှာအနိုင်ကျင့်ဗိုလ်ကျနေကြတာပါ။တင်ညမှာတော့ Chris ဟာတငယ်ချင်းတွေအတူအဲ့ဒီကာစီနိုကိုသွားလဲခဲ့ပါတယ်။အဲ့ဒီမှာဒိုင်းကအန်ဇာတုံးအတုနဲ့လိန်လဲနေတာကို Chris ကမိသွားခဲ့တာ။ဒါကိုသူကလက်မခံပဲကန့်ကွက်လိုက်တဲ့အခါဂျေးရဲ့လူမိုက်တွေက Chris ကိုဝိုင်းဝန်းနှိပ်စက်ပြီးတရားပေါ်မှာပြစ်ထားခဲ့ကြပါတယ်။ Chris ဟာတေကန်မကောက်ပဲဆေးရုံမှာရပ်အောင်များစွာကူးသားမှုခံယူပြီးမှပြန်လဲတတ်တာလာခဲ့တာပါ။ပြန်ကောင်းလာတဲ့ Chris ဟာရဲစခန်းမှာအမှုဖွင့်ပေမဲ့အကျင့်ပြတ်နေတဲ့ရဲမှုကြီးကကာစီနိုကိုမထိရဲတာကြောင့်အမှုဖွင့်ပေးခဲ့ပါဘူး။အခြေအနေတွေပိုဆိုးသွားတာကတော့ Chris ရဲ့အတူလေးပေးထားကာစီနိုကလာတဲ့မူးယစ်ဆေးတွေကြောင့်ဆေးလွန်ပြီးဆေးရုံရောက်သွားတဲ့အချိန်မှာပါပဲ။ဒီကိစ္စက Chris ရဲ့စိတ်ကိုပောက်ကွဲသွားစေခဲ့ပါတယ်။သူဟာတနက်ကိုအသုံးမပြုဘဲတစ်သားဒုတ်တစ်ချောင်းကိုကိုက်ကာစီနိုတွေကိုတယောက်တည်းမွေးပါတော့တယ်။ဆက်တွေကို right ခွဲပြီးလူမိုက်တွေကိုတယောက်ချင်းစီပြင်ညာပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာအဖမ်းခံရပြီးတရားစွဲခံရတယ်။ဒါပေမဲ့တရားခွင်မှာသူဟာမြို့သားတွေကိုစီးယုံနိုင်နေပြီးသူ့ပေါ်မှာနှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေကိုပြကမတရားမှုကိုဖွင့်ချလိုက်ပါတော့တယ်။ဂျူရီအဖွဲ့ကသူ့မှာအပြစ်မရှိကြောင်းဆုံးဖြတ်ပေးခဲ့ပြီးသူဟာမြို့ရဲ့ရဲမှုအသစ်ဖြစ်လာခဲ့ပါတယ်။ရဲမှုသက် Chris နဲ့သူ့တငယ်ချင်း Ray တို့ဟာမြို့ထဲကဒူးစရိုက်ခေါင်းတွေကိုတစ်ခုချင်းဖြိုခွင်းပါတော့တယ်။သူဟာအရင်ကအကျင့်ပြတ်နေတဲ့ရဲတွေကိုအကုန်အလုတ်ပြုတ်ပြတ်လိုက်တယ်။ဒါကိုမကျေနပ်တဲ့ဂျေးကသူ့ရဲ့လူမိုက်တွေကိုခိုင်းပြီးရဲစခန်းကိုတနတ်တွေနဲ့လာရောက်တိုက်ခိုက်စေပါတယ်။ရဲစခန်းဟာစစ်တလင်းထီထွားခဲ့ပေမဲ့ Chris ကတော့နောက်မဆုတ်ပဲတိုက်ပွဲဝင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ Chris ဟာတစ်ဆက်ဟောင်းကြီးထဲမှာလွန်ရွှဲ့ဖွင့်ထားတဲ့မူးယစ်ဆေးချက်ဆေးရုံကိုရှာတွေ့သွားပြီးဂျေးနဲ့ထိတ်တိုက်တွေ့သွားပါတော့တယ်။ပြင်းထန်တဲ့လက်သီးလက်မောက်တိုက်ပွဲပြီးမှ Chris ကဂျေးကိုအနိုင်ယူနိုင်ခဲ့ပြီးတရားဥပဒေလက်ထဲအပ်နိုင်ခဲ့ပါတယ်ဗျာ။ဇက်သိမ်းမှာတော့မြို့သားတွေဟာဒူးစရိုက်ဒီကနေကင်းဝဲသွားပြီးမြို့ရဲ့အသက်သွေးကြောကြီးဖြစ်တဲ့တစ်ဆက်ကြီးကိုလည်းပြန်လည်ဖွင့်လင်းနိုင်ခဲ့ပါတယ်။ဒီဇလန်လေးကတော့မတရားမှုကိုသတိရှိရှိစန့်ကျင်ရမယ်ဆိုတာကိုပြသနေတာပါ။ Story Rush Recap ကနေအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ movies တွေတင်ဆက်ပေးမှာဖြစ်လို့ like and follow လုပ်ပြီးဆက်လက်စောင့်ကြည့်ပေးပါအောင်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်။